ဥတီရတော့မရှိပါဘူးတမျိုးလုံးစိတ်ကူးတဲ့နေရာအကုန်လျှောက်သွားမှာဖြစ်ပါတယ်ဒီရင်တော့ကိုဖြိုးတို့ဘာလို့ sorry ပါလာကြောင်လို့ရှိရင်ဒီမှာလာကြောင်တယ်လို့ပြောတာ तू ပြောတာဘူးမှပြောတာမဟုတ်သိလားတောင်းမှန်ပါတယ်လို့ကုံလိုက်ပါတော့လို့ခုတည်းတည်းကတော့လန်ဒရာအသုံးပြုကခုတည်းတည်းမပေးရသေးဘူးနော်အေးစေးပဲဒီကားရဲ့ကားဝိတ်က 1110 kg ရှိတယ်ပေးလုံးက900 kg ရှိတယ်အဲ့ဒါကိုကျွန်တော်901တင်ထားတယ်ဒီကားနဲ့ရန်ကုန်တစ်မျိုးလုံးကိုပတ်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာကတော့အလုံမျိုးနယ်မှာရှိတဲ့ New Mall ရဲ့ showroom ကိုရောက်နေတာဖြစ်ပါတယ်ဒီနေ့ဘာလာလောက်တာလဲလို့မေးရင် New Mall ကိုလူတွေကလုပ်ငန်းသုံး pick up ဖြစ်တာဖြစ်တဲ့အတွက်တော်တော်များများသုံးပြပါ weight တွေဘယ်လောက်တင်လို့ရလဲဘယ်လောက်အကွာဝေးသွားလို့ရလဲ weight တင်ပြီးရောဘယ်လောက်သွားလို့ရလဲပြီးခဲ့တဲ့ဟောကျွန်တော်စမ်းတော့စမ်းတယ်အဲ့တော့ weight အချိန်ကအတိအကျမရှိခဲ့ဘူးဒီနေ့မှာတော့နောက်က kg 900တိတိကျွန်တော်တင်တာရှိတယ်လိုက်ပြဒီမှာပါ20လီတာဘုံတွေအကုန်လုံးကိုမနက်ကရေတွေထည့်ပြီးတော့ဒီမှာအားလုံးဘုံ30ထည့်ထားတယ်20လီတာဘုံက30ရှိတယ်ပြီးလို့ရှိရင်ဒီမျိုးရေဘူးအသေးလေးတွေက30တကက်ရှိတယ် weight ချိန်ကိုချိန်လိုက်မယ်ဆိုရင်အားလုံးပေါင်းက kg 901 kg ရှိတယ်လို့ဂျာကြီးကဆိုတာတယ်เนาะကျွန်တော်ပြောတာတော့မဟုတ်ဒါပေမဲ့ तू ကသေချာတော့တွက်ထားတယ်မှားပါဆိုလို့သေချာတွက်ထားတာဒီကားရဲ့ကား weight က1110 kg ရှိတယ်ပေးလုံးက900 kg ရှိတယ်အဲ့ဒါကိုကျွန်တော်901တင်ထားတယ်နော်အဲ့တော့ဆိုလိုချင်တာ weight ကိုအပြည့်နီးပါကျွန်တော်တို့တင်ထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီကားနဲ့ရန်ကုန်တစ်မျိုးလုံးကိုပတ်မယ် battery SOC တွေကီလိုမီတာတွေဘယ်လောက်ကျန်သေးလဲဆိုတော့ကားထဲရောက်မှကြည့်မယ်ထိုးမယ်အခုတော့ကားထဲရောက်လာပြီကားထဲရောက်လာတဲ့အချိန်မှာ battery SOC က94ရာခိုင်နှုန်းရှိသေးတယ်သွားလို့ရတဲ့ range က169ကီလိုမီတာရှိသေးတယ်ပြီးတော့သူ့ရဲ့ trip ကိုကျွန်တော်0 set ကျွန်တော်ခုနချလိုက်ပါပြီပြီးတော့ကီလိုမီတာကဒီကားက brand new မဟုတ်ပါဘူးသူတို့ဂျုံက3လက်စကားဖြစ်တယ်ဒီကားက9950ကီလိုမီတာ3လက်စကားဖြစ်တယ်အဲ့တော့အကယ်၍သာတရက်ကိုကီလို100သုံးတဲ့ကားဆိုလို့ရှိရင်ဒါ2လခွဲလောက်သုံးထားတဲ့ကားလို့အကျမ်းမြင့်သတ်မှတ်လို့ရတယ်။ Okay အဲ့ကားနဲ့ကျွန်တော်စပြီးတော့သွားမှာဖြစ်ပါတယ်။အဲ့တော့ဥတီရတော့မရှိပါဘူး။တမျိုးလုံးစိတ်ကူးတဲ့နေရာအကုန်လျှောက်သွားမှာဖြစ်ပါတယ်။ဒီကားကတော့အကုန်လုံးသူကလုပ်ငန်းလိုင်စင်တွေရောဘာတွေရောညာတွေရောအကုန်လုံးရှိထားပြီးသားဖြစ်တဲ့အတွက်စိတ်ချလက်ချနဲ့မောင်းလို့ရပါပြီ။ဒိုးပါပြီဒီစပြီးတော့အခုကကျွန်တော်တို့အလုံလန်းတိုင်းတက်လာတယ်။အလုံလန်းတိုင်းတက်လာပြီးတော့ရှေ့မှာဂုံးကြီးရှိတယ်နော်အဲ့ဂုံကြီးကအထက်ကြီးမလိုက်လမ်းကိုကြော်သွားရင်သိတဲ့အတိုင်းပဲဂုံကြီးမီးပွိုင်းကြော်သွားတယ်ဂုံကြီးရှိအဲ့ဂုံကိုရောဝိတ်နဲ့ရောတက်ကြည့်လိုက်တက်တာတော့တေချာပေါက်တက်တယ်ဗျာတေချာတယ်ဘာလို့ဆိုတော့တောင်ပေါ်ရွှေဘုံဝင်တောင်ပေါ်ကြီးပါတက်တာတော့မှအေးစေးတက်တာဖြစ်တယ်ဒီဂုံလောက်ကလည်းအေးစေးစေးတက်လို့ရမှာဒါပေမဲ့ weight ဒီလောက်အများကြီးနဲ့ဆိုရင်တက်ရတာဘယ်လို feeling ရှိလဲအဲ့ဒါလေးကိုကျွန်တော်တက်ပြ okay မီးပွိုင်းစိမ့်ရင်ဒိုးပါကျွန်တော်အခုတောက်လျှောက်မောင်းလာတာအလုံလန်းနေပြီးတော့ဘယ်ဘက်ကွေ့ပြီးပြည်လန်းတိုင်းတောက်လျှောက်မောင်းလာတယ်ပြည်လန်းတိုင်းတောက်လျှောက်မောင်းလာတဲ့အချိန်မှာလည်းဂုံသရာတွေရှိတယ်အဲ့ဂုံသရာတွေကိုအခုဒီမှာ kg 900လောက်တင်ထားတဲ့ကားနဲ့ကျွန်တော်တောက်လျှောက်တက်လာတာပုံမှန်အတိုင်းလေးပဲအားဆိုင်ပြီးတော့လီဘောင်နင်းရတယ်ဆိုတဲ့ feeling မျိုးတစ်စက်မှမရနိုင်ဘူးအခုလည်းကျွန်တော်ပြည်လန်းတိုင်းတောက်လျှောက်သွားတယ်ပြီးတော့ပါရမီကိုဆင်းတယ်ပါရမီကနေပြီးတော့အခုဘာဝင်လုပ်မလဲဆိုတော့ဘိုက်စာလို့အိမ်မှာထမင်းဝင်စားလိုက်အောင်မယ်တောင်းလာဘက်ဝင်ပြီးတော့ထမင်းလေးဝင်စားမယ်ပြီးတော့မှဆက်သွားမယ်အခု battery SOC ကဘယ်လောက်ကျန်သေးလဲဆိုတော့85ရာခိုင်နှုန်းကျန်သေးတယ်ပြီးရင် range က154ကီလိုမီတာကျန်သေးတယ်ဆိုတော့ဒီနေ့ကတော့တော်တော်လေးကိုမောင်းယူရအောင်မယ်ဆိုတဲ့အခြေအနေကိုဖော်ပြနေပြီโอเคအဲ့တော့ဝါရီဝင်ဆွဲလိုက်အောင်ဒီနေ့ကတော့ဒါကားတော့အားမသွင်းရသေးဘူးလူကတော့ဝင်ပြီးတော့အားသွင်းပြီးသွားပြီเนาะဝါရီပိုင်းဆွဲပြီးသွားတဲ့အချိန်မှာကျွန်တော်အခုကဒါမြောက်တကုံကိုသွားနေပြီပင်လုံလမ်းမကြီးတိုင်းသွားပြီးတော့မြောက်တကုံဟိုးဆုံးထိသွားမယ်ပြီးတော့မှရှေ့တကုံတို့ဘာတို့ကနေပတ်ပြီးတော့ဟိုဘက်ကိုဆက်သွားโอเคဆက်တော့ဟာအခုဆိုလို့ရှိရင်ကျွန်တော်တို့ကမောင်းရင်းနဲ့ကျက်စသားလမ်းနဲ့ဘဝဘာဒူလန်ထောင်းကိုရောက်ပြီးအဲ့ကနေတက်သွားမယ်ဆိုရင်တကုံတက္ကသိုလ်ဝင်းထဲကိုကျွန်တော်ကဝင်လို့ရပြီအရင်တော့ကိုဖြိုးတို့ဘာတို့ sorry ပါလာကြောင်လို့ရှိရင်ဒီမှာလာကြောင်တယ်လို့ပြောတာ तू ပြောတာဘူးမှပြောတာမဟုတ်သိလားเนาะအဲ့တော့ဒီမှာဂျိုင်ကွက်ထဲမှာမြင်ရတဲ့ကဏ္ဍလေးတွေကတော်တော်လေးစိတ်ဝင်စားစရာကောင်းလို့ကျွန်တော်ခဏလေးရက်လိုက်တာကျွန်တော်သုံးထားတဲ့ကီလိုမီတာကလည်းခွန်လေးလုံးbattery SOC ကလည်း cross-sector ရာခိုင်နှုန်းကျန်သေးတယ်သွားထားတဲ့ trip ကဘယ်လောက်ကီလိုမီတာဖြစ်သွားလဲဆိုတော့26.6ကီလိုမီတာဖြစ်သွားပြီအဲ့ range က141ကီလိုမီတာကျန်သေးတယ်ခဏလေးအပူလေးဆိုတော့လှလို့ရက်လိုက်တာရယ်နောက်တစ်ခုကကျွန်တော်ကဒီမှာပုံကားဆိုတော့ဒါကြီးအပိတ်ကြီးဖြစ်နေအပိတ်ကြီးဖြစ်နေတော့တော်ကြတဲ့မှာနောက်ကရေပုံးတွေကရေတွေမပါတော့ဘဲနဲ့မင်းတို့ကရှောက်ပြီးတော့သွားနေရလားမသိဘူးဆိုပြီးဖြစ်မှာဆိုတော့နောက်ဖုံးလေးခဏဖွင့်ပြမယ်โอเคအဲ့တော့ camera record ကိုမဖြုတ်နဲ့ဒီတိုင်းလိုက်ခဲ့ကင်မရာကမဖြုတ်နေဆိုတော့ပြုတ်သွားရှာတယ်เนาะပြုတ်သွားရှာတယ်ဆိုတော့လည်းပြန်ရတာပေါ့โอเคဒါတပတ်ဒီမှာပါတော့ရေတံပုံးနေမနက်ကတင်ထားခဲ့တဲ့အတိုင်းပါပဲလုံးဝဒေပြေးကြက်ပြေးရေတွေလည်းအကုန်ရှိပါတယ်เนาะဒီမှာရေပုံးနေအကုန်ရေနဲ့ကြီးပဲเนาะဒီမှာ
ရေသားကတ်တွေလည်းဒီမှာဟောရောက်သွားမယ်ရေဝယ်တော့စရာမလိုရေတော့ချင်တရားယူတော့လိုက်ရโอเคအဲ့တော့ခရီးဆက်မယ်ကျွန်တော်ခုနမြောက်တကုံကနေအရှိတကုံကနေပြီးတော့ဒါတကုံစိတ်ကန်းအဲ့ဒါကိုတောက်လျှောက်ပတ်လာတာဘက်ထရီအဆိုစီက69ရာခိုင်နှုန်းကျန်သေးတယ်တောင်းမှန်ပါတယ်လို့ကုန်လိုက်ပါတော့လို့မဟုတ်ရင်တောက်လျှောက်မောင်းကျွန်တော်ဒီနေ့တူတယ်သွားလာတဲ့ခရီးကိုပြောမယ်ဆိုလို့ရှိရင်41ကီလိုမီတာလောက်တော့ရှိသွားပြီဆိုတော့အခုကျွန်တော်မထူးသွားကြရဆိုလို့ဒီလမ်းကြောင်းပေါ်ရောက်နေပြီဆိုတော့မြို့ထဲပဲပြန်ဆင်းသွားလို့ရှိရင်ရုံးပြန်ရောက်သွားမှာဆိုလို့ကျွန်တော်အခုတန်လင်းဘက်ဆက်သွားကြည့်လိုက်အောင်မယ်โอเคဒါစက်မောင်းကြည့်လိုက်အောင်မယ်ဗျာဘယ်လောက်ကုန်မလဲလို့နော်ဤပါကိုရပြီလေဟုတ်တယ်ဘလူကကျွန်တော်သိတယ်နဲ့တူတယ်ရီရရီရတယ်ခုနကတော့အဲ့ဒါဆိုလို့ရှိရင်တော့အခုတည်းကတော့လန်ဒရာအသုံးပြုကအခုတည်းမပေးရသေးဘူးနော်အေးစေးပဲတက်တန်းပြန်တိုးပေးလိုက်တယ်လို့လည်းကြားရတယ်ဒါပေမဲ့ကျွန်တော်ဒီငလေးလုတ်တဲ့ကိစ္စနဲ့ဗာနဲ့ညာနဲ့နောက်ပိုင်းမှာကျွန်တော်လည်းသိပြီးတော့ဒီကြလိုက်ပြီးတော့မစုံစမ်းမိဘူးအဲ့ကိစ္စကိုတော့လေအဲ့ကိစ္စလေးသိရရင်လည်းကျွန်တော်အတိအကျတော့ထပ်ပြောမယ်အခုတည်းကတော့တန်လင်းသလားကလုပ်ငန်းသုံး EU ပဲဖြစ်ဖြစ် ACE ပဲဖြစ်ဖြစ်ဖတ်တာမပေးရသေးဘူးအေးစေးပဲပိုက်တယ်အဲ့ဒီခုကတော့တန်အခုဆိုရင်ကျွန်တော်မောင်းနဲ့ဘယ်ထိရောက်လာလဲဆိုတော့ကျွန်တော်တာဝါလို့လည်းခေါ်တဲ့ဒီမှာရန်ကုန်ရှေ့ပိုင်းတက္ကသိုလ်အထိကျွန်တော်ရောက်လာပြီရှေ့ပိုင်းတက္ကသိုလ်အထိရောက်တဲ့အချိန်မှာ battery SOC က61ရာခိုင်နှုန်းကျန်တယ် range က133သွားလို့ရသေးတယ်လို့ပြတာတယ်ကျွန်တော်တို့ total သွားတာ55.9 ကီလိုမီတာဆိုတော့တော်တော်သွားယူရတယ်ဗျကျွန်တော်ကဒီနေ့အမှန်တိုင်းပြောရင်တော့ကီလို100လောက်မောင်းပြမယ်ဆိုပြီးတော့ကျွန်တော်ကြံထားတာအခုဒီနေ့ဒါ2နာရီခွဲနေပြီအခုဘယ်ဆက်သွားလို့သွားရမှာလဲမသိဘူးထပ်သွားရမယ်ဆိုလို့ရှိရင်တော့ပီလခက်တီသွားဖို့ပဲရှိတော့တယ်ပီလခက်သွားခြင်းသွားလို့ရတယ်မထူးပါဘူးသွားလိုက်ရင်ကောင်းပါတယ်မထူးပါဘူးသွားလိုက်မထူးတော့ဘူးเนาะအကယ်၍ဘယ်လောက်တော့လဲကားလာဆွဲတာတော့ကျွန်တော်ကဒီတာဝါမှာကြောင်းတက်ခဲ့ရတာကျွန်တော်မြန်မာသားမေဂျာနဲ့ကြောင်းတက်ခဲ့ရတာเนาะဒီနားကိုရောက်တော့အရန်တိုးတက်သွားတယ်ကျွန်တော်ဒီဘက်ကကျွန်တော်မရောက်တာကြာပြီအရင်တော့ဒီနေရာတွေဆိုတာဘာမှမရှိဘူးဒီလိုအဆောက်အဦတွေဘာမှမရှိဘူးကျွန်တော်ကြောင်းတက်ခဲ့တာ2009 2008အဲ့ပေါ့2008 9ထင်တယ်2009မှာပွဲရတာဆိုတော့ဒီနေရာတွေကဘာမှမရှိသေးဘူးအခုကလုံးဝအိမ်ရောဆိုင်ရောအပြည့်ဖြစ်သွားတာတော်တော်လေးကိုပြောင်းလဲသွားတာဗျာကျွန်တော်မရောက်တာကြာသွားတယ်ပါเนาะအဲ့တော့ကဲပြီးတစ်ခါသွားအခုကတော့ကျွန်တော်ကတော့ကြောက်တန်းတော့ရောက်သွားပြီကြောက်တန်းရောက်လာတဲ့အချိန်မှာ battery SOC က53ရာခိုင်နှုန်းကျန်သေးတယ် range က100ကီလိုမီတာကျန်သေးတယ်သွားရတဲ့ကီလိုမီတာကိုပြောမယ်ဆိုရင်69ကီလိုမီတာကျွန်တော်တို့ကသွားလာတယ်ပေါ့နော်ဒီနေ့မှာအဲ့တော့ကျွန်တော်တို့အခုရန်ကုန်ကနေအခုဖုန်းလမ်းဆက်တယ်ဟိုဟာလေအလုပ်ကိစ္စတွေတခုရှိလို့လေခဏပြန်လာပါအောင်ဆိုတော့အခုကျွန်တော်တို့ပီလက်ခက်ဖျားဝင်းတဲ့အထိတော့ကျွန်တော်မသွားတော့ဘူးပေါ့နော်အခုဒီကြောက်တန်းကနေပဲအခုကျွန်တော်လှည့်ပြန်ရပြီဆိုတော့ကျွန်တော်တို့မနက်ကစပြီးတော့ထွက်လာတဲ့အချိန်မှာ battery SOC က64ရာခိုင်နှုန်းကနေပြီးတော့ကျွန်တော်တို့ထွက်လာတာ94ရာခိုင်နှုန်းကနေပြီးထွက်လာတဲ့အချိန်မှာအခုကျွန်တော်တို့53ဆိုတော့ထားပါတော့ဗျာ40ရာခိုင်နှုန်းပဲဆိုပါဆိုအဲ့တော့40ရာခိုင်နှုန်းမှာကီလို69ကီလိုသွားပြီးသွားပြီမစိုးဘူးလေ69ဆို80ပဲထားဗျာ974ဆို140သွားလို့ရှိရင်20ရာခိုင်နှုန်းလောက်ကျန်အောင်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်အကြမ်းမြင်โอเคအဲ့တော့လောလောဆယ်ရုံးပြန်Allah နောက်ဆုံးတော့ဒီမရုံးကိုကျွန်တော်တို့ပြန်ရောက်လာပါပြီရုံးကိုပြန်ရောက်လာတဲ့အချိန်မှာ battery SOC က33ရာခိုင်နှုန်းကျန်သေးတယ်သွားလို့ရသေးတဲ့ range ကကြတော့66ကီလိုမီတာကျန်သေးတာကိုတွေ့ရတယ်ကျွန်တော်တို့ဒီတနေကုန်ပတ်ခဲ့တာတွေအကုန်လုံးက106ကီလိုမီတာရှိပါတယ်အဲ့106ကီလိုမီတာဆိုတော့နည်းနည်းတော့မဟုတ်တော့ဒီကနေစားထွက်သွားတယ်လုံလန်းနေပြီးတော့ပြည်လန်းကိုတက်တယ်ပြည်လန်းနေပြီးတော့ပါရမီထိသွားတယ်ပါရမီမှာဆင်းတယ်တောင်းကလာမြောက်တကုံအရှိတကုံပြီးတော့တကုံစိတ်ကန်းနေမှတာဂိတာနေပြီးတော့တခါတန်လင်းကြောက်တန်းအဲ့ထိရောက်တာကြောက်တန်းနေမှတခါအခုဒီကိုပြန်လာတာစဲစားကြည့်လိုက်တော်တော်မောင်းယူရတယ်မနက်7နာရီလောက်ထဲကနေပြီးတော့မောင်းနေတာအခုဒါညနေ4နာရီထိုးသွားပြီထမင်းဝင်စားနိုင်ဝက်လောက်ပဲရှိတာဒါတော့မှကျွန်တော်တို့ကအနောက်မှာခါလီမဟုတ်နော်နောက်မှာ weight အပြည့်နဲ့ကျွန်တော်တို့ဒိုးတာ weight ဆိုလို့ရှိရင်လည်းကီလို900လောက်ကိုတကယ်တင်ထားတာတောက်လျှောက်အဲ့ weight ကြီးကတောက်လျှောက်ကြီးထမ်းပြီးတော့ရှေ့မှာဆိုလဲလူ2ယောက်ဆိုတော့တကယ်ကိုလူအပြည့်ကုန်အပြည့်လို့ပြောလို့ရတယ်အဲ့အခြေအနေမျိုးနဲ့ကျွန်တော်တို့တစ်မျိုးလုံးပတ်တာကီလို106ကီလိုမီတာသွားတာကို
နောက်ထပ်33ရာခိုင်နှုန်းကျန်သေးတယ်စဉ်းစားကြည့်လိုက်တော့အဲ့ဒီတော့အကယ်၍များသာလုပ်ငန်းသုံးကားမှာသာမိမိကတစ်နေ့ကိုကျွန်တော်ခုနလောက်သွားသလောက်မျိုးသွားရတယ်ဆိုလို့ရှိရင်ဒါမျိုးကတော်တော်လေးကိုတင့်တော်သွားပြီအဲ့ဒီတော့ကျွန်တော်တို့ဒီနေ့တနေ့ကုန်သွားခဲ့တော့အားပြန်သွင်းမယ်ဆိုရင်ဘယ်လောက်ကြာမလဲဆိုတာလေကျွန်တော်တို့တစ်ချက်တွက်ကြည့်လိုက်မယ်ကျွန်တော်တို့မနက်ကဒီကနေပြီးတော့စထွက်တာ64ရာခိုင်နှုန်းနဲ့စထွက်ခဲ့တာ64ရာခိုင်နှုန်း33နှုတ်လိုက်လို့ရှိရင်61ရာခိုင်နှုန်းကျွန်တော်တို့ဒီနေ့ကုန်သွားတယ်61ရာခိုင်နှုန်းဆိုဒီကားရဲ့ battery capacity က24 kWh ကို24အမြောက်61ရာခိုင်နှုန်းဆိုလို့ရှိရင်14.64 kWh ကျွန်တော်တို့ဒီနေ့ကုန်သွားတယ်အဲ့ဒါကိုကျွန်တော်တို့အားသွင်းမယ်ဆို7 kW charger နဲ့သာသွင်းမယ်ဆို2နာရီပဲပြန်သွင်းရအောင်2နာရီအားသွင်းလိုက်လို့ရှိရင်ကျွန်တော်တို့ဒီနေ့တနေ့ကုန်သွားသလောက်ကိုသွားလို့ရတယ်။အဲ့လိုမှမဟုတ်သေးဘူး။အိမ်မှာ7 kW charger မရှိဘူး။ 2.5 kW charger ပဲရှိတယ်ဆိုလို့ရှိရင်ဘယ်လောက်ကြာမလဲဆိုတော့6နာရီကြာ6နာရီကြာအားပြန်သွင်းလိုက်လို့ရှိရင်ဒီဟာ100ခိုင်နှုန်းအားပြန်ပြည့်သွားမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီ Neomod D05 ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတာကိုတွေ့ရတယ်။အခုဒီ Neomod D05 ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ကအစလုပ်ငန်းသုံးဖို့အတွက်ကိုဒီကားလေးတစ်စီးဝယ်ထားတယ်။ကျွန်တော်တို့ပုံကားဝယ်ထားမှာကျွန်တော် pick up ဝယ်ထားတာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရုံးမှာ solar တွေတက်ထားတယ်။ inverter ရှိတယ်။ battery က300အိုးတအိုးလောက်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကအကယ်၍နေကင်းဘက်ဆိုလာကိုဘက်ထရီအိုးထဲထည့်တာညပြလို့ရှိရင်ပြန်အားသွင်းလိုက်လို့ရှိရင်မနေ့ကျရင်ပြန်သုံးလို့ရဒီကားတော်တော်လေးအဆင်ပြေရယ်နော်အကယ်၍ကျွန်တော်သွားသလောက်သာမသွားဘူးနော်ကီလို90လောက်ပဲသွားရဆိုရင်ကျွန်တော်ခုနပြောတာကြီးတဝက်လောက်ပဲအားပြန်သွင်းရအဲ့ဒီအတွက်တော်တော်လေးအဆင်ပြေတယ်အဲ့ဒီပြင်ဒီကား EV ဖြစ်တာဖြစ်တဲ့အတွက်တန်လင်းတရားရောဒီကန်းနာလန်းအမြန်လန်းရောလုံးဝလမ်းတရားကြီးမပေးခဲ့ရပါဘူးအဲ့ဒီအခြေအနေလေးမှာရှိတယ်အဲ့ဒါလေးကလည်းတကယ်တမ်းတော့နေ့တူဝါဆိုလို့ရှိရင်နေ့တူဝါသွားတဲ့လူဆိုလို့ရှိရင်တော်တော်လေးကိုတန်ဟုတ်ဒါကြီးကနေတိုင်းထွက်မဲ့ပတ်စံမထွက်တော့ဘူးအဲ့မှာ cost saving ဖြစ်သွားမယ်ပြီးတဲ့အပြင်နောက်တစ်ခုရှိသေးတာဒီက fully aircon နဲ့သွားလို့ရနော်ခုနအဲ့တလန်းလုံးတော့အဲ့ aircon ဖွင့်လာတာနော်အဲ့အေးဆေးပဲတော့ကိုပြောလမ်းမှာမုန်းတွေပါဆင်းဝဲအေးတွေပါဆင်းဝဲဆိုတော့ကျွန်တော်ကားထဲမှာအေးဆေး aircon လေးနဲ့ကျွန်တော်ထိုင်နေလို့ရတယ်အဲ့ဒီအချိန်တွေမှာရှိတယ်အဲ့တော့ဒီ Neomod D05 ကို pick up ပဲဖြစ်ဖြစ်အခုလိုမျိုးပုံကားပဲဖြစ်ဖြစ်ကိုအခုလာမဲ့16 18မေလ2025 EV နန်းမှာကျင်းပမယ်အထူးဈေးရောင်းပွဲတော်မှာသာဝယ်မယ်ဆိုလို့ရှိရင်ဘာတွေရမလဲဆိုတာကျွန်တော်ပြောပြမယ်350 promotion ရှိ350 promotion ရှိတယ်ပြီးလို့ရှိရင် 2.8 kW charger တစ်ခုပေးမယ်ပြီးလို့ရှိရင် back camera ပေးမယ် back camera ပါတစ်ခါရဲတက်ပေးအဲ့တော့အခုတော့မှကျွန်တော်ကားပါကင်ထိုးတာနည်းနည်းတိုင်ပတ်တယ်ဗျာပုံကားမောင်းရင်မရှိတော့ပါကင်ထိုးတဲ့အချိန်မှာဟဲ့နောက်ကလောလွဲ့လားဘာညာအဲ့လိုမျိုးနည်းနည်းစိတ်ထဲမှာအဲ့လိုမျိုးတွေဖြစ်နေတာဆိုတော့ back camera သာပါလိုက်လို့ရှိရင်တော်တော်လေးပို့ပြီးတော့အဆင်ပြေသွားမှာ350တဲ့ promotion ရအောင်မှာဆိုတော့အခုဒီကားရဲ့ performance ကိုလည်းအခုမြင်ပြီးလူအပြည့် weight အပြည့် kilo လည်းအမှန်ဒီပါရတယ်ပေါ့နော်နည်းနည်းလေးတော့ရော့တာပေါ့ဘာလို့106နဲ့66ဆိုတော့ပေါင်းလိုက်လို့ရှိရင်သူက180မှာနည်းနည်းလေးတော့ယော့သေးတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ် 10% လောက်ယော့တာတော့ဒါဘယ်ကားမဆိုတော့ယော့မှာပဲဒါကိုတော့လက်ခံပြီးမှရမယ်အဲဒီတော့ကျွန်တော်ဒီနေ့သွားသလောက်ကျွန်တော်ဒီနေ့ weight တွေတင်ထားသလောက်ဒါလူချင်းမင်းတို့လုပ်ငန်းတွေမှာသုံးနေရတယ် weight တွေတင်နေရရဆိုရင်ဒီကားလေးကလူချင်းမင်းတို့အတွက်အသင့်တော်ဆုံးပဲလို့ပြောနေတယ်ညီကုန်းချုပ်ပြသေးကျွန်တော်ကတော့သိသွားတော်တော်မောတယ်ဗျာဒီတော်ပြီဟိုအခုမောတယ်ရှင်လားဟုတ်တယ်အကယ်၍အခုထားပါတော့ကျန်ခရိုင်ကမှရအောင်တော်တော်လေးကိုဒါပြန်ပြောပါအဲ့ဒါပြန်ပြောမယ်3 2 1 go ညပြန်ပြောမယ်3 2 1 go ကြည့်မနိုင်အောက်အထက်ကြည့်မနိုင်